မှာကျွန်တော်ဒီမှာပိတ်လေးစားတွေမစားတာကြာပြီဆိုတော့ဒီမှာ Facebook page ကနေပြီးတော့နိုင်ငံကျော်ကဘာကျော်ဆိုတဲ့ page ကနေပြီးတော့ကျွန်တော်ဒီဟိုပါရေပဝေးတွေကင်းပုံတွေပစုံတွေဖာလိုက်တာပေါ့နော်ဒီကောင်ကဆိုတော်တော်ကြီးကိုကြည့်ရသူကရေပဝေးအိတ်ပေါ့ဒီမှာတော်ကြည့်တာဒီကောင်လေးတွေကအစိမ့်လေးခါတော်တော်ကြည့်တယ်ဒီကောင်လေးကဆိုကျွန်တော်တပိတ်တာကို4000ဝေရတယ်ဒီကောင်တော်ကြည့်တယ်နော်ဒီမှာကြည့်ဒီဟာလေးကပစုံပေါ့ဒီကောင်လေးကဆိုရင်ပြီးတော့ဟိုအခွန်ခွာပြီးတော့ပေါ့နော်စေပြီးတော့ကြော်ရုံရှက်စားရုံလောက်ပဲဒီကောင်ကဆိုရင်တပိတ်တာကို4000နော်တပိတ်တာ4000ဆိုရင်ဘာမှလုပ်ကြမလို့တော့ဘူးဒီတက်နေပြီးတော့ကြော်စားရှက်စားပြုတ်ဆောင်လေးရတယ်ဒီကောင်တွေကဆိုဘယ်လိုတွေကောင်းလဲဆိုတော့ဒီကူကမူကထဆန်တွေတက်ဆိုတော့ကောင်းတယ်ဘာမှလုပ်ကြမလို့တော့ဘူးဒီတက်ထားပြီးတော့တခါတည်းနေပြီးတော့အဲ့ဒီမှာသူတို့ရဲ့ဆိုင်မှာတင်ထားလိုက်ကြည့်ပြီနော်ဒါကဆိုလုံးဝရှစ်ကိတ်တာငါကြည့်ဒီကောင်ကအပြင်မှာတော်တော်ကြည့်ရဒါလေးကပြုတ်လိုက်လို့ပေါ့နော်ဒီကောင်ကဆိုရင်တပိတ်တာကိုနေပြီးတော့6000နဲ့9000ပေါ့သူတို့ကဆိုရင်ဒီတနင်္ဂနွေလုံးကိုဖြတ်နေတဲ့သူဆိုတော့လေဒီဆိုင်ကြီးကြီးတွေမှာနေပြီးတော့အလုပ်အများကြီးလုပ်မဲ့သူတွေဆိုင်အကြီးကြီးတွေဖွင့်ထားတဲ့သူတွေအတွက်ဆိုရင်ဒီဆိုင်ကဝယ်လိုက်တော်တော်ကြည့်တာနော်ဒီနေ့ကနေပြီးတော့ဒါကိုပြုတ်ရင်ပြုတ်နဲ့နေဝင်တော့တာမိုးလေးရွာနေတာဆိုတော့ညာဘက်မှာဆွေးလိုက်တာဆွေးတယ်ဟုတ်ဒီကောင်ဆွေးပါပိုလေပေါအောင်နော်တော့ဆွေးပေါအောင်ဒီဟိုနိုင်ငံကျော်ကဘာကျော်ပိတ်ကနေပြီးတော့သူတို့မှကနေပြီးတော့ဒီပိတ်လေးဓာတ်ရိုက်ကုန်ဖြစ်ပြတဲ့နေပြီးတော့လက်သမှုလုံးဝပြောကြမလို့နော်သွားလိုက်ဆိုသူ့ရဲ့အရာသာပိတ်လေးအရာသာတွေကတော်ကြီးကောင်းတယ်ဒီစီကတော့ဒီစီအရာသာကပေါ်နေတယ်နူးညံ့နေတာနူးညံ့နေတာဒီတကောင်ဆိုအစိမ့်မတော်တည်တယ်ဒါကဆိုအဲ့ဒီဆန်ကမှာတော့တပိတ်တာကို4000လောက်ထောင်ပြရတယ်这材料呢比较了，西部呢不得比较，本来咱မျိုးစုံကိုလိုချင်နေဆိုရင်အခုကျွန်တော်ပြသတဲ့နေပြီးတော့နိုင်ငံကျော်ကဘာကျော်ဆိုတဲ့ page ကနေပြီးတော့ဖုန်းဆက်ပြီးတော့ဆက်သွယ်မှာနိုင်ပါတယ်နော်။ Okay ကျေးဇူးတင်ပါတယ်